မေမေကပြောတယ်ရှင်ကိုတလကိုလူနေမှုစရိတ်ယွမ်90တူညပေးတယ်တဲ့ရှင်ကအဲ့ဒါတွေအားလုံးရှင်မိသားစုကိုပဲပေးနေတာလား9000ဟုတ်လားရှင်အမေကဒါတကယ်စေတနာကောင်းရင်ငါတို့အခုချိန်ထိစာကျွန်းစားကြံတွေထိုင်စားနေပါမလားအဲ့ဒီအချိန်ကြမှာပဲကျွန်တော်အမေစီလာစဉ်လာတိုင်းအပ်နေတဲ့ကျွန်တော်လာစာယွမ်100တူညဘယ်ရောက်သွားလဲဆိုတာနားမလည်နိုင်တဲ့ပဟေးလေးတစ်ခုဖြစ်နေမှန်းကျွန်တော်သတိထားမိတော့တယ်အသေးစိတ်မေးတော့မဲ့အချိန်မှာပဲကျွန်တော်အကိုကြီးဟာချန်စီကဖုန်းလာခဲ့တယ်မင်းရဲ့တူကြီးကနာမည်ကြီးတက္ကသိုလ်တစ်ခုမှာကျောင်းဝင်ခွင့်ရသွားပြီးမင်းအကိုကငါတို့မျိုးရဲ့အကောင်းဆုံးဂျင်ဟွာဟိုတယ်မှာစပွဲလေးဆက်စာကျွေးမွေးဧည့်ခံပွဲလုပ်မလို့ဂျင်ဟွာဟိုတယ်ဟုတ်လားအကိုဘလို့အဆင့်ဘလို့စီးပွားရေးအခြေအနေမို့လို့လဲအကိုဘာရီယူတုတ်ပြီးကြံစီနေပြန်တာလဲတဝိုင်းကို800တန်ငါကိုယ်တိုင်စပွဲ20စာတိုက်ရိုက်မှာထားတာဟာစားစရိတ်တင်ယွမ်150တူညကြော်နေပြီးအကိုဒါအဖြုံးတီးများလုံးမနေဘူးလားအဖြုံးအတီးဟုတ်လားငါသားတက္ကသိုလ်တက်ရတာတသက်မှာတစ်ခါပဲရှိတာအဲ့ဒါကိုဘလို့ဖြစ်လို့အဖြုံးတီးလို့ခေါ်နိုင်မှလဲဒါအပြင်ငါမှဒီပတ်စံမရှိလို့လားနောက်2ရက်နေရင်ဖိတ်စာတွေကိုငါကိုယ်တိုင်လာပေးမယ်စရံငွေလဲပေးပြီးတောက်စရာတွေကိုလည်းအကန့်အသတ်မရှိဘုတ်ကင်လုပ်ထားပြီးဂယူတဲကညီကိုတွေအားလုံးကိုလှမ်းခေါ်လိုက်စိတ်ကြိုက်တောက်ကြတာပေါ့ဘာဖြစ်လို့လဲရှင်းမျက်နှာဘာလို့အဲ့လောက်ညူမဲနေရတာလဲခံမန်းနေစရာတော့မလိုဘူးရှင်းအကူဖုံးဆက်တာမလားဘာမှကောင်းတာကြံစီနေမှာမဟုတ်ဘူးလင်းဟောင်ကလင်းယူတက္ကသိုလ်ဝင်ခွင့်ရတဲ့အတွက်ဂျင်ဟွာဟိုတယ်မှာစပွဲလေးဆက်စာဂုံပြူဧည့်ခံပွဲလုပ်ချင်နေတာဒါအပြင်မောက်ထိုင်ဖေးရန်အရက်လဲမပြတ်စေရဘူးအားလုံးစိတ်ကြိုက်တောက်လို့ရတယ်လို့ပြောတယ်သူယူနေတာလားစပွဲလေးဆက်တင်မကဘူးအကောင်းစားဟိုတယ်ကိုပါသွားကျင်သေးတယ်ဟုတ်လားသူကစောက်လုပ်ရေးဆိုင်မှာအလုပ်သမားလုပ်နေတာတလကိုဘယ်လောက်ရလို့လဲရှင်မီကလည်းစူပါမားကတ်မှာငွေကင်လုပ်နေတာတလရတာတိတ်မရှိဘူးသူတို့2ယောက်ကမိသားစုကိုမနေထိန်းချောင်းနေရတာတပြားမှတော့မစုနိုင်ကြဘူးသူယူမနေဘူးလားသူကငါတို့ဆွေမျိုးတွေအပေါ်မျက်စိကျနေတာဘာမှမဆိုင်ထုတ်ပဲလူတိုင်းစီကနေအမျက်ထုတ်ပြီးပတ်စံရချင်နေတာအကယ်၍ဇပွဲ20မှာဆွေမျိုးတွေနဲ့ပြည့်သွားရင်တော့တယောက်ကိုလက်ဆောင်ဝေးတူညစီပေးရင်စုပေါင်း20တူညပဲရှိမယ်အရက်ဖိုးတောင်မကာမိဘူးကျန်တဲ့အပေါက်ပြဲအကြီးကြီးကိုတော့ရှင်းစီကနေအခွင့်ကောင်းယူပြီးဝိုင်းကခိုင်းမှတေးချတယ်လွန်ခဲ့တဲ့3နှစ်တုန်းကဖေခွဲစိတ်ဖို့ပတ်စံ50တူညအရေးတကြီးလိုခဲ့တုန်းကသူကတပြားမှမရှိဘူးလို့ပြောခဲ့တယ်ဖေတက်ကိုကဲဖို့ငါတို့အိမ်ဟောင်းကိုရောင်းပစ်ဖို့အထိငါတို့ကိုအကြက်ကင်ခဲ့တာအခုကျတော့သူ့သားကတတိယတန်းစားတက္ကသိုလ်တစ်ခုတည်းဝင်ခွင့်ရတာကိုသူကလက်တဝါရိုက်ပြီးယွန်း200တူညသုံးပြတယ်ဟုတ်လားသူကငါရဲ့အကိုအရင်ဖြစ်နေလို့သာငါထွက်ကူညီပြီးအားလုံးဖြည့်ရှင်းပေးမယ်ဆိုတာသူတေချာနေတာငါတို့ဘာလုပ်ကြမလဲငါ့ကိုစဉ်းစားခွင့်ပေးပါဦးငါတို့ကတ်ထဲမှာပတ်စံဘယ်လောက်ကြံသေးလဲ2သိန်းခွဲဟုတ်လားအဲ့ဒါငါတို့မရှိတာလေးတွေနဲ့ချွေတာပြီးစုထားတာနှစ်အတော်ကြာအပင်ပန်းခံစုဆောင်ပြီးမှရတဲ့ပတ်စံကြောင်းသားကအိမ်တလုံးဝယ်ဖို့ချွေးနှဲစာတွေနောက်နှစ်ကြရင်အဲ့ဒါကိုကျွန်တော်စိတ်ထဲမှာဘသူထက်မဆိုပိုတိတာပေါ့ဒီပတ်စံကငါတို့တမိသားစုလုံးရဲ့အရာအားလုံးပဲဒါငါတို့အနာဂတ်ရဲ့မျှော်လင့်ချက်ဘသူမှမျက်စိလာကြလို့မရဘူးအကယ်၍သူကတကယ်ပဲရှင်းစီပတ်စံလာချေးရရင်ငါတို့ချေးမလားမချေးဘူးလားချေးလိုက်ရင်တော့ရေထဲမျောလိုက်တယ်လို့ပဲ100%ပြန်ရမှာမဟုတ်ဘူးအကယ်၍မချေးရင်လဲကျွန်တော်အမေနဲ့ဆွေမျိုးတွေကကျွန်တော်တို့ကိုတွေးပြီးလူမှုရေးမရှိသူတွေလို့ဆွဆွဲကြမှာတေးချတယ်မိမငါမှာအကြံကောင်းတစ်ခုရှိတယ်အခုချက်ချင်းပတ်စံတွေကိုလွှဲလိုက်ကြရအောင်အရင်ကငါတို့လာစာကတ်တွေအားလုံးကိုငါတင်ထားခဲ့တာအခုဒီယွမ်200တူညအပြည့်ကိုတပြားမှမကြံစေရပဲမင်းရဲ့ဘဏ်ကတ်ထဲကိုလွှဲပေးမယ်မင်းရဲ့ကတ်ကိုမင်းဘာသာပဲတေချာတင်ထားငါကိုလည်းလျှို့ဝှက်နံပါတ်မပြောနဲ့ရှင်ကပတ်စံမရှိတယ်လို့ဟန်ဆောင်ကျင်တာလားဒါပေမဲ့သူတည်သွားပြီးအိမ်မှာဖြစ်ဆွေမျိုးတွေရှိမှဖြစ်လာပြဿနာရှာရင်ငါတို့ဘာလုပ်မလဲဆွေမျိုးတွေကတော့ငါတို့ပတ်စံကိုတမင်ဝတ်ထားပြီးမကူညီချင်ဘူးလို့ပြောကြမှာပဲသူကဘာပြတ်မတက်ပြဿနာရှာရင်တောင်ဘာမှထူလာမှာမဟုတ်ဘူးငါကတ်ထဲမှာတကယ်ပဲပတ်စံမရှိတာသူကငါ့ကိုအသုံးမကျတဲ့ကောင်အရေးချင်းမရှိတဲ့ကောင်လို့ပဲတွေးလိုက်မယ်ဒါကသူတကယ်မြင်ချင်နေတဲ့ရလက်ပဲဒါအပြင်ငါပတ်စံကိုတမင်ဝတ်ထားပါတယ်ဆိုတဲ့ဘာသက်တည်မှလည်းသူ့မှာမရှိဘူးကောင်းပြီရှင်ပြောတဲ့အတိုင်းလောက်ကြစို့အခုချက်ချင်းလွှဲလိုက်တော့နောက်ကျပြီးပြဿနာတွေပေါ်မလာအောင်1မိနစ်တောင်မဆိုင်နဲ့တော့ပတ်စံလွှဲပြီးသွားပြီး200တူညတိတပြားမှမလျှော့ဘူးကောင်းလိုက်တာအိမ်ဝယ်ဖို့ပတ်စံကိုနောက်ဆုံးတော့စိတ်ချလိုက်ရပြီသူအဲ့ဒါကိုမျက်စိကျနေတာလင်းဟောင်းမင်းကငါတို့ရဲ့စုဆောင်းငွေတွေကိုပဲလိုချင်နေတာမင်းလိုအတိုင်းကဖြစ်ခံမှာမဟုတ်ဘူးလွန်ခဲ့တဲ့3နှစ်တုန်းကဖေဆေးရုံတက်ရစဉ်ကမင်းတပြားမှမထုတ်ခဲ့ပဲလစ်လူရှူပြီးထိုင်ကြည့်နေခဲ့တာဒီနေ့တော့ငါလည်းမင်းပေါ်အညာတာထားမှာမဟုတ်ဘူးမနှက်ဖြန်သူဖိတ်စာလာပေးတဲ့အခါဘာမှမသိချင်အောင်ဆောင်ပြီးပုံမှန်အတိုင်းပဲဖြတ်တန်းကြစို့ဘာရိပ်မိတမ်းမှမပြစေနဲ့စစ်တီတွေလာရင်ဗိုလ်ချုပ်တွေနဲ့ရင်ဆိုင်မယ်ရေးလာရင်မြေကြီးနဲ့ပိတ်မယ်ငါတို့ရဲ့အိမ်တော်စုလေးကိုပဲဂရုစိုက်ပြီးငါတို့စုဆောင်းငွေတွေကိုကာကွယ်နိုင်ရင်လုံလောက်ပြီအိုးအကိုရောက်လာပြီလားဟာချမ်းငါမင်းစီကိုဂုံပြူဧည့်ခံပွဲဖိတ်စာလာပေးတာဖွင့်ပြီးကြည့်လိုက်ဦးကောင်းပြီးဒီစာသားလေးကိုကြည့်လိုက်ငါကိုယ်တိုင်တစ်ချက်ချင်းရေးထားတာစပြည့်ရီကောင်းတွေအများကြီးရှိတယ်ညီကိုတွေစိတ်ကြိုက်တော့ကြပေါ့ဘလို့လဲလုံလောက်ရဲ့လားခံညားပါတယ်တန်တရားဖြစ်เสียမလို့အောင်ခံညားပါတယ်အကိုကတကယ်ထူးချွန်တာပဲရော့စစ်လိတ်တလိတ်တောက်ဦးအကိုကျွန်တော်စစ်လိတ်မတောက်ဘူးအကိုပဲတောက်ပါရတယ်ဟာချမ်းမင်းအကိုကမင်းကိုဝေဖန်တာတော့မဟုတ်ပါဘူးမင်းလဲကလေးယူဖို့မြန်မြန်ပြေဦးငါသားတောင်တက္ကသိုလ်တက်နေပြီမင်းကအခုထိကလေးမရှိသေးဘူးအသက်ကြီးလာရင်ဘာလုပ်မလဲဒါကအလောတကြီးလုပ်လို့ရတဲ့အရာမှမဟုတ်တာစုအန်နဲ့ကျွန်တော်ကအေးချမ်းနဲ့လွတ်လွတ်လပ်လပ်ဘဝကိုနောက်ထပ်မိနစ်အနည်းငယ်လောက်ခံစားချင်သေးလို့လောလောဆယ်တော့အိုမင်းလာရင်ပြုစုဖို့ကလေးယူဖို့မစင်စားသေးဘူးမင်းကဒီအကြောင်းပြချက်ကိုတော့နားမလည်ဘူးလားကြည့်ဆက်
ငါအခုဘလောက်ဂုံမျက်နှာပွင့်နေလဲဆိုတာငါသားတက္ကသိုလ်ဝင်ခွင့်ရလို့ဘဲသွားလူတွေကငါ့ကိုလက်မှတ်ထောင်ပြီးချီကျူးမဆုံးဖြစ်နေကြတာစောက်လို့ရေးဆိုင်ကမန်နေဂျာဝန်တော်ငါ့ကိုပွဲကောင်းပြင်ဆင်နိုင်အောင်တမင်3 ရက်ခွင့်ပေးထားတာ